ရုတ်ဟင်းလျာတွေစားတဲ့အခါငရုတ်သီးတွေအများကြီးထည့်ထားပေမဲ့ဘာကြောင့်ထိုင်းငရုတ်သီးတွေလိုဒါမှမဟုတ်မြန်မာငရုတ်သီးတွေလိုအဆက်မပြင်းရတာလဲဒါဟာတိုက်ဆိုင်မှုတသက်မဟုတ်ပဲအကြောင်းရင်းအချက်လက်တော်တော်များများကြောင့်ဖြစ်ပါတယ်ပထမအချက်ကတော့တရုတ်ငရုတ်သီးအတော်များများဟာအဆက်နှုန်းနဲ့900ကနေတဲ့တူညာဝန်းကျင်ပဲရှိတာကြောင့်ပါအဆက်နှုန်း50တူညာကနေ100တူညာအထိရှိတတ်တဲ့အဆက်ပြင်းတဲ့ငရုတ်သီးမျိုးတွေနဲ့ရှင်ရင်တရုတ်ငရုတ်သီးရဲ့အရသာဟာနွေးနွေးထွေးထွေးနဲ့စားရတာပိုလွယ်ကူပြီးရှာကိုအရန်ကြီးပူဆက်ပူလောင်မဖြစ်စေပါဘူးဒါတင်မကတည်းကတရုတ်ဟင်းလျာတွေမှာငရုတ်သီးကိုအဆက်အတွက်ထက်ဟင်းရဲ့အယောင်လာဖို့နဲ့မွေးရနှံ့ရရှိဖို့အတွက်ပိုပြီးအသုံးပြုကြတာပါနောက်ထပ်အရေးကြီးတဲ့အချက်ကတော့တရုတ်ဟင်းချက်နည်းတွေဖြစ်တဲ့စီတက်တာပြုတ်တာနဲ့ကြော်ရတွေကြောင့်ငရုတ်သီးရဲ့အဆက်တက်ဟာလျော့ပါသွားရပါတယ်အပူရှိန်တဲ့စီတွေကအဆက်ကိုလျော့ကျစေပြီးလှပတဲ့အယောင်နဲ့မွေးပြန့်တဲ့ရနှံ့ကိုပဲကြံရစ်စေတာပါဒါဟာငရုတ်သီးစိမ်းဒါမှမဟုတ်ငရုတ်သီးမုန့်ကိုတိုက်ရိုက်ထည့်လေးရှိပြီးစားလိုက်တာနဲ့အဆက်ကချက်ချင်းတက်လာတဲ့တခြားအဆက်ပြင်းတဲ့အစားအစာတွေနဲ့ကွာခြားချက်ပဲဖြစ်ပါတယ်ဒါအပြင်တရုတ်လူမျိုးတွေရဲ့စားတော့မှုယဉ်ကျေးမှုဟာအချို့အချင်းအငန်နဲ့အဆက်ဆိုပြီးအရသာဆုံးလင်းစွာမြတ်တနေမှုကိုဦးစားပေးတာကြောင့်သူတို့ရဲ့ငရုတ်သီးဟာစားလို့ကောင်းပြီးရှမ်းပူစေပဲအရသာကိုပျော်ပျော်ပါးပါးခံစားနိုင်တစ်ချက်တည်းခက်လိုက်ယုံနဲ့ဆက်9တန်ထိပါသွားတယ်ဆိုတာတင်ယုံနိုင်ပါမလားဒီမြေတူးဆက်ကြီးမှာဟိုက်ကျော်လစ်စနစ်တစ်ခုမှမပါဝင်ပါဘူးဒါကတော့တရုတ်နိုင်ငံထုတ်ရှဒကိုလို့ခေါ်တဲ့လျှက်စစ်ကော်ပြားကြီးရဲ့ဖြစ်ပါတယ်။သူဟာစီသုံးစနစ်ကိုအသုံးမပြုဘဲမော်ရာတွေနဲ့အေယာမတမ်နီဂျိုးကြီးတွေကိုအသုံးပြုပြီးခိုင်မာတဲ့ကြောက်လွာတွေကိုကိုချစ်တူးဆိုတာဖြစ်ပါတယ်။သူ့ရဲ့တည်ဆောင်နိုင်စွမ်းကတော့တကယ့်ကိုကြောက်ခရပါပဲတစ်ချက်တည်းခက်လိုက်ယုံနဲ့ရရှိလာတဲ့ကြောက်စီချစ်၄ချိန်ဟာပိကက်က9စီး6စီးစာလောက်ရှိပါတယ်။ယထာတွဲတွေပေါ်ကိုတွန်ချနေပုံကိုကြည့်လိုက်ပါဦးခန့်လေးတွင်းမှာပဲယထာတတွဲလုံးပြည့်သွားတာပါ။ဒီလိုခွန်အားပလက်ကြီးမားပြီးအမောခံနိုင်ယုံတင်မကပဲမရက်မနာအလုံးလုံးနိုင်တဲ့စွမ်းဆောင်ရည်ဟာကြောက်မီသွေးတွင်လုပ်ငန်းတွေရှေ့ဆက်နိုင်ဖို့အတွက်အဓိကအသက်သွေးကြောပဲဖြစ်ပါတယ်